ကျွန်တော်တို့မြန်မာကစားသမားတွေအတွက် professional ဘာသာပြန်တယောက်တော့လိုအပ်နေပြီမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့ One Championship ပွဲစဉ်မှာမြန်မာကုံဆောင်စလိုင်းထန်ခွေးရှင်ရဲ့အနိုင်ရမှုဟာကျွန်တော်တို့အားလုံးအတွက်ဂုဏ်ယူစရာဖြစ်ခဲ့ပါတယ်ဒါပေမဲ့ဒီပွဲရဲ့နောက်ွယ်မှာအားလုံးသတိထားမိလိုက်တဲ့တကယ်ကိုပြုပြင်ပြောင်းလဲဖို့လိုအပ်နေတဲ့အချက်တစ်ခုကိုကျွန်တော်ဆွေးနွေးချင်ပါတယ်အဲ့ဒါကတော့မြန်မာကစားသမားတွေရဲ့စကားကိုပြန်ဆိုပေးတဲ့ဘာသာပြန်စနစ်ပါပဲလက်ရှိထိုင်းမြန်မာဆက်ဆံရေးအခြေအနေတွေအရOne Championship လို့ကဘာကကြည့်တဲ့စင်မြင့်မျိုးမှာကျွန်တော်တို့မြန်မာတွေရဲ့ရိုးသားမှုနဲ့ယဉ်ကျေးမှုကိုပြသဖို့ကအရန်အရေးကြီးပါတယ်။ဆလိုင်းထန်ခွီးရှင်ကမြန်မာပရိသတ်တွေတင်မကပဲအင်ရှင်ထိုင်းပရိသတ်တွေကိုပါအလေးနက်ထားကျေးဇူးတင်ကြောင်းပြောခဲ့တာပါ။ဒါပေမဲ့ဘာသာပြန်ဆိုမှုအားနည်းချက်ကြောင့်အဲ့ဒီရိုးသားတဲ့စေတနာတွေဟာပရိသတ်စီအပြည့်အဝမရောက်ရှိသွားခဲ့ပါဘူး။ထိုင်းဘာသာပြန်သူရဲ့ professional ဆန်မှုစကလုံးရွေးချယ်မှုနဲ့တင်ဆက်ပုံတွေကိုကြည့်ရင်ကျွန်တော်တို့မြန်မာဘာသာပြန်ဘက်ကလည်းဒီထက်ပိုပြီးအရေးသွေးမြင့်ဖို့လိုအပ်နေပြီဆိုတာထင်ရှားပါတယ်။ဘာသာပြန်ဆိုသူဟာစကလုံးကိုပဲပြန်ယုံတင်မဟုတ်ပဲကစားသမားရဲ့စိတ်နေစိတ်ထားကိုပါပေါ်လွင်အောင်ဖော်ပြပေးနိုင်ရပါမယ်။ဒါဟာကစားသမားတစ်ယောက်ရဲ့ပုံရိပ်တင်မကပဲသူတို့ရတင်ရထိုက်တဲ့အခွင့်အရေးတွေနဲ့ပါသက်ဆိုင်နေလို့ပါ။လူသိန်းချီကြည့်နေတဲ့ပွဲဖြစ်တဲ့အတွက်ပုံမကျွမ်းကျင်တဲ့သူတွေကိုရွေးချယ်ပေးဖို့One Championshipကိုတောင်းဆိုချင်ပါတယ်။ဒါဟာတစုံတစ်ယောက်ကိုပုံကိုရေးအရာဝေဖန်တာမဟုတ်ပဲကျွန်တော်တို့မြန်မာကစားသမားတွေရဲ့ပုံရိပ်ပုံမူတောက်ပလာစေဖို့စေတနာနဲ့အကြံပြုတာပါအားကစားကတဆင့်အပြန်အလှန်လေးစားမှုကိုတိဆောက်နိုင်ဖို့ဘာသာပြန်ဆိုမှုကဏ္ဍဟာအရေးကြီးတဲ့အခန်းကဏ္ဍကရှိနေတင်ပါတယ်ပရိသတ်တို့ရောOneကမြန်မာဘာသာပြန်အပေါ်ဘယ်လိုမြင်လဲအမြင်လေးတွေဆွေးနွေးသွားကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်